အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကျမကြီးဘုသူသားတွေကိုမျှဝေပေးနေတဲ့ဒေါက်တာခွန်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်စိတ်ကတ်ဒီမှာလူနာတွေလာရင်ကျွန်တော်တို့ပေးလို့ရှိတဲ့ဆေးနှမျိုးအကြောင်းကိုပြောပြချင်ပါတယ်အဲ့ဒါကတော့ထိုးဆေးတဲ့တောက်ဆေးပေါ့နော်ဆေးနှမျိုးရှိပါတယ်အဲ့တော့ကျွန်တော်ထိုးဆေးကိုအရင်ဆုံးပြောပြပါမယ်ထိုးဆေးရဲ့အာသာချက်ကတော့ယောဂလက္ခဏာတွေကိုလင်မြင်စွာပျောက်ကင်းနိုင်တယ်ပြီးတော့လူနာစိတ်ကျဉ်မှုရတယ်ပေါ့နော်သူရဲ့အားနည်းချက်ကတော့ဆေးထိုးတဲ့နေရာမှာနာကျင်မှုရှိတယ်ပြီးရင်ဆေးထိုးတဲ့နေရာမှာပိုးဝင်တာတို့ဘာလို့ဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့တောက်ဆေးပေါ့တောက်ဆေးကတော့သူရဲ့အာသာချက်ကဘာရှိမလဲဆိုတော့ခုနဆေးထိုးသလိုမျိုးနာကျင်မှုမရှိဘူးပေါ့နော်ပြီးတော့မှစီတောက်ရတာဖြစ်တဲ့အတွက်စီခံသွားစရာမလိုဘူးအိမ်မှာပဲကိုယ့်ကိုယ်တောက်သုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကတော့ထိုးဆေးလိုမျိုးလင်မြင်စွာပျောက်ကင်းတာမျိုးမရှိဘူးပေါ့နော်သူကအဆိုင်ကနေတစ်စင်းသွေးသားတွေကိုရောက်တာဖြစ်တဲ့အတွက်အချိန်ယူရပါတယ်အနည်းဆုံးနိုင်ဝက်ကနေတစ်တိုင်းလောက်ထိကြာမြင့်တတ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျမရဲ့ဘူးတူတာတွေကိုအမြဲမျှဝေပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပြီးဖို့မမေ့ကြနဲ့နော်